ငင်းညက်ခိုင်ကကျမ straight show ဆိုနေလို့မရဘူးရှင်ကျမဒီ studio ဆိုတော့လည်းမဟုတ်ဘူးကျမ straight show ဆိုတော့လည်းမဟုတ်ဘူးငင်းညက်ခိုင်ကအငိမ့်မင်းသမီးပါအငိမ့်မင်းသမီးနဲ့နာမည်ကြီးကျမရဲ့ခေါင်းစဉ်အောက်ကအလုပ်လုပ်နောက်ပိုင်းမှာကျမခိုင်းစေထားတာလေးတွေရှိသေးတယ်ပြန်လာခဲ့ပါမောင်စင်ကားကြီးတယ်နောက်ကိုနဲ့ညီမအဲ့လေးတွေလည်းအားလုံးပြည့်စုံအောင်အလုပ်လုပ်ပေးတော်မှာပါခိုင်းစေထားတာလေးတွေဒါဆိုရင်ကျမတို့အငိမ့်ဆိုတဲ့ဝါရအောက်မှာပြောရရင်အငိမ့်လို့ပြောလိုက်တနိုင်ငံလုံးတိုင်းတာနေဘယ်မြင်လဲအငိမ့်လို့ပြောလိုက်မြန်မာတနိုင်ငံလုံးကတော့မန္တလေးမြင်တာပဲရှင်မန္တလေးပေါ့မန္တလေးအငိမ့်ကမြန်မာပြည်မှာဘိုးပါပဲဒါဒီငိမ့်ညက်ခိုင်လို့ပြောလဲလို့မရတယ်လက်ကိုလက်ခံရမယ်အမှန်တရားပါမန္တလေးကမြန်မာပြည်မှာဒိတ်ပဲဒါဆိုရင်အဲ့ဒီမန္တလေးအငိမ့်ကိုစိန်ခေါ်ထားတဲ့မြို့တစ်မြို့ရှိသေးတယ်ဘယ်မြို့ပါလဲမန္တလေးလိုမြို့ကြီးကိုစိန်ခေါ်ရတာကတော့ရန်ကုန်ပေါ့ရန်ကုန်လို့ပြောလိုက်တာနဲ့တော်ရုံကဖြုံသွားတယ်ကြောက်တာရန်ကုန်ကအဲ့လောက်ထိအင်အားအရှိကြီးတာပဲဒါဆိုအဲ့ဒီရန်ကုန်မင်းသမီးမန္တလေးမင်းသမီးတွေကိုပကုံးချင်းရှင်ရင်ပေါင်တက်ပြီးကျမတို့လည်းကောင်းကောင်းအလုပ်လုပ်နိုင်ပါတယ်ရှင်းလို့ကြွေးကြော်ထားတဲ့မင်းသမီးတွေရှိသေးတယ်အဲ့ဒီမင်းသမီးကကျမတို့6ကကျမတို့ကြောက်ပတောင်းကတနည်းအညာကထွက်တဲ့အညာမင်းသမီးများမြန်မာပြည်မှာထိတ်တန့်စရင်ဝင်ကုန်ဝင်တာပေါ့လို့ညင်းလို့မရဘူးနော်လည်းပြောကိုပြောရဲတယ်ရှင်ဟုတ်ကဲ့ဒါကြောင့်အဲ့ဒီမတူကွဲပြားချမ်းသာတဲ့မင်းသမီး3မျိုးကိုကျမဖန်တီးမှာမို့လို့နံပါတ်1ကမှာကရင်ချင်းချင်းမြို့မန္တလေးကျမငင်းညက်ခိုင်လို့ဆက်လူထနေအောင်မကောက်ဟုတ်ကဲ့ကျမတို့ပြရခတ်ပြီးပရိသတ်မျက်စိနောက်နေအောင်မကောက်တချို့ငင်းညက်ခိုင်ကတွေပြရတယ်လို့ပြောတယ်ဟုတ်တယ်ဒါပေမဲ့မန်းလေးအဲ့လိုမကောက်ရှင်တကွက်ချင်းစီငိမ့်နေတိတ်နေအောင်စိနဲ့ပေါင်နဲ့အလုပ်လုပ်တာမို့လို့နိုင်ကြီးပတ်တက်ဂျိတ်ဘေတိုပတ်တက်ဂျိတ်မန်းဘူးကလေဟုတ်အငိမ့်မင်းသမီးများရေးစားထားတဲ့လူဆိုရာမျိုးတော့တဘောတလည်းကြည့်အောင်မဟုတ်မောင်ရဒီပါဒီအငိမ့်မင်းသမီးများရေးစားထားတဲ့လူဆိုရာမျိုးတော့တဘောတလည်းကြည့်အောင်မဟုတ်မောင်ရလို့မင်းအောင်အကူဝေးလက်ပြတ်တင်းနဲ့တွေ့ကားတော့တဘောကမချီတဲ့မင်းအောင်အကူဝေးလက်ပြတ်တင်းနဲ့တွေ့ကားတော့တဘောကမချီတဲ့အောင်ညရင်ချစ်ကြလေးရှင်နဲ့တခွေမောင်စိတ်လောကိုလေးဘယ်အမျိုးစားလဲလို့တကယ်အမရရှာပါပဲဘောချင်းလေးချစ်ခင်ကြတဲ့ရှင်အလေးရှင်မအားလုံးသိကြပါရဲ့ရှင်အပိုင်တော့ကြားလိုက်ချင်းတိုင်းပါဆိုင်ချင်းဒါကတော့မန္တလေးကမင်းသမီးကြီးတွေရင်တန့်ခံရတော့ကောက်ကဲဘုံကဘဝချင်းသူပြောတယ်လို့ပါပဲတင်မနေဦးအဲ့ဒါမျိုးညင်ကြတဲ့ကတာဗျာဘောဝါဒါလေးကတမျိုးလေးဖြည်းဖြည်းပဲကဟုတ်ကဲ့အဲ့တော့ဒီတစ်ခါကျမကမှာကရန်ကုန်မှာရှင်ရန်ကုန်ကမန်းလေးလုံးကောက်စီရဲ့ပရိသတ်ထဲဝေ့ကြည့်လိုက်လို့တယောက်စာနှစ်ယောက်စာတန်းနေလားတယောက်စာနှစ်ယောက်စာငိုက်နေလားအဲ့ဒါဆိုဘယ်လိုလုပ်တယ်မှလဲဟဲ့မလေးလိုက်တာခင်ဗျာနဲ့ဝါကကနေဟိတ်ဆိုတဲ့အတိုင်းကြီးပါတယ်ဟုတ်တယ်အောက်ကပရိသတ်ကတော့လန့်သွားတာပဲဘာမှမသိဘူးလေသူတို့ငေါက်တာလားဘသူငေါက်မှမသိဘူးလေဆိုလိုချင်တာကပရိသတ်ကိုအောက်ကရှူမကောက်အထက်ကနေဟဲ့လို့မန်ဟန်နဲ့ငေါက်ကာတာမိုးကာတာရန်ကုန်မှာရှင်ရန်ကုန်ကဲအဲ့တော့ကျမမစိုးဘူးရှင်မပြောဘူးရန်ကုန်မူတိုင်းအလုံးလုံးမှာမို့လို့ရှင်တော်များနောက်ဆုံးကဲနောက်ဆုံးလဲပြုတ်ကြမယ်နော်တော့ငါခွာမိတော့မလို့နားဖွင့်မြောမြင်လားမယောကဲတော့ဒီတစ်ခါကျမကမှအညာပါရှင်ရန်ကုန်ပြီးတော့ပြီမန္တလေးပြီးတော့ပြီဒီကအညာကျမတို့ရန်ကုန်မန္တလေးတော့ကတဲ့အချိန်နဲ့အမြဲတမ်းဝေဖန်ခံရတယ်ဘာလဲတော့မကျန်တဲ့လူကမသိဘူးငင်းညခိုင်ကတော့အမြဲလို့ပြောခံရတယ်ရှင်ချစ်တဲ့ပရိသတ်ကတော့ချစ်တဲ့မျိုးလုံးနဲ့ကြည်တာပေါ့ပရိသတ်တိုင်းကတော့ကျမမချစ်နိုင်ဟုတ်တယ်တချို့မချစ်တဲ့သူတွေကမင်းသမီးဘာမှမလဲလို့ပတ်ဆက်ဝေဖန်မှုမျိုးလုံးစိမ့်ကြီးတွေနဲ့ပွဲကင်းတွေကစောင့်ကြည့်နေတဲ့သူတွေလည်းရှိတယ်ဒါဆိုဝေဖန်မှဆိုရင်ကျမအပြစ်ရှာလို့တိတ်လွယ်ပါတယ်ဟာအညာကဟာရီမျိုးကြီးပြကြီးတက်ကလို့မရပါဘူးတဲ့အလူမကလိုင်သာယာလို့ပြောတယ်ရန်ကုန်ကကျမပြီးခဲ့တဲ့သတင်းကြိုလာစား14ရက်သတင်းကြိုလာပြီး15ရက်တုန်းကငင်းညခိုင်ကပြည်သူရင်မြင်ကွင်းထဲမှာအငင်းကာတာမညာလို့လိုင်သာယာကလားလိုင်သာယာတဲ့တရားဟာရေလိုင်သာယာကကျွန်တော်စီတော်လဲမလားမရပဲမှာတော့ရှင်တစ်ချောင်းလေကဲအဲ့တော့ဘလို့ဝေဖန်လဲလို့မေဟာ
အညာကဟာဒီနေရာဘသူကခေါ်ကလဲတဲ့ ဟုတ်ပါ သူတို့ရွာကသူတို့တောမှာကတယ်လို့နွားလဲပေါ်မှာကာနီမျိုးထောင်းလာကြည့်ပေါ်ကာနီမျိုးဖုံးနေတထောင်းထောင်းနဲ့တုံးတတိုင်းတိုင်းအကြမ်းပရမကလည်းတဲ့အညာသမားတောသမားတွေပါလို့ဝေဖန်နေရှင် ဝိပန်တယ်ဗျာ ကျမကရင်ကြမ်းတမ်းလို့မြို့မှာလာကမရဘူးလို့တချို့ကပြောတာမှန်တယ်ငင်းညက်ခိုင်ကရင်တအားကြမ်းတမ်းတာဒါပေမဲ့ပလင်းကြီးချိတ်ပြီးခုံမော်ရောက်လာတာပေးတယ်မသိပါဘူး မရှိပါဘူးဗျာ ထမင်းမစားနိုင်လို့ကော်ဖီတစ်ခွက်လောက်တောက်စင်မော်ရောက်လာတာပေးတယ်သိမခံဘူးတော့အလုံးလုံးပြီဆိုရင်တော့ရင်ကွက်သေးကမှသေးရောမိုင်းကောင်အလုံးလုံးတာကျမတို့အညာသူအညာသားမို့လို့ကိုစော်မင်းဘယ်နေရာရောက်တော့ဒီတစ်ချက်တပုတ်တော့ကျမဆိုပြအောင်ဆိုတာ ဟောတော်မင်းဗျာ ဟေးဟေးဟေးဘာဘီမွေပြောစကားရတဲ့လေးတဲ့မွေညလေးတွေ့တော့ တရတီးပါ နွေးနွေးရှိရှိမိမမူ မမမမ ဒီလိုတော့ရှောင်းဘုရားမြတ်တော်လို့ ဟေးဟေးဟေးလာပြီဟာဟေး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 လောက်ကုန်တယ်လို့ပေါ့လက်ကိုတီးတဲ့သူကအဲ့ဒါပေါ့စီရဲ့ဖူးစာရှင်ပဲ အဟိုမယူတီးတယ် မေကျိုကလွတ်မေကျိုကလွတ်ကျွန်တော်အပြိုပြောတာမေကျိုကလွတ်ဒါလူတကာရဲ့အလူတကာရဲ့မိတ်ဆွေပေါ့နော်မိတ်ဆွေအကိုကြီးကဟုတ်ကဲ့ပါအငိမ့်သိန်းကကြရင်မတုံးပေါ်ခွဆိုတဲ့တချင်းလေး အငိမ့်သိငယ်ကြီးစောမှာ ကဲဘာပြောင်တဲ့ခွဆိုတဲ့တုံးကြော်မားရတယ်ပေါ့နော် သိချမ်းသာပါစေကိုကြမ်းပါပါစေပေါ့ကဲဒါဆိုလို့ရှိရင်အကိုလိုရမှန်သမျှအားလုံးပြည့်စုံပါစေ ပြည့်စုံပါစေဗျာ ကျမကမယ်ရှင်ကိုစော်မင်းစောစောကသူ့အတူတီးနေတာဘလာဆိုင်ပါရှင် ဟုတ်ကဲ့ ငင်းညက်ကအငိမ့်ကလည်းလို့လေပြေကြီးဂျင်းလို့ချလိုက်ကြတဲ့ကဘာမှလာမပြောနဲ့မန်းလေးစော်မင်းကကျမအငိမ့်ဆိုင်ဖြစ်သွားပြီ သူ့ပန်ဖို့ကတော့ ငင်းညက်ခိုင်ကောင်းအောင်ပန့်ပိုးပေးတယ်ကျမပန့်ပိုးဆိုင်ဖြစ်သွားပါပြီရှင် အေး ဒါဆိုအဲ့ဒီကိုစော်မင်းကျမအငိမ့်ကတဲ့အတိုင်း तू မတီးပဲနဲ့ तू စိုင်းတီးတဲ့အထက်မှာညီမလေးဝင်ကကြတယ်ကိုကြီး ချလာ ကျမတို့ညီမဆိုင်အော်ဂင်ဂီတာမပါပါဘူးရှင်ဒါပေမဲ့အိတ်နေတဲ့ကလေးတွေဘာလို့ဟာလန့်လိုက်တာလို့ငုံတုံထထိုင်လာအောင်လဲဆိုင်းကပွက်လို့ရိုက်ပလိုက်အောင် ရတယ် တချို့နေရာကကျမတို့နေတယ်လို့မဟုတ်ဘူးတအားမရိုင်းတာအငိမ့်ကလို့မရဘူးဒီနာကနေအော်ဟစ်နေတာအဲ့လိုအော်ဟစ်နေတဲ့လူတွေခဏနေတိုင်ပြီးမတ်တက်အိတ်ကုန်အောင်လဲဆိုင်းကပြင်းသွားအောင်တီးတတ်တယ် ตึงนังตังนังตึงนังกันนะ အဲ့လိုက အဲ့လိုလုပ်ခဲ့ကြတာနော်ကဲဒါဆိုရင်ကျမကဆိုင်းကထွက်မဲ့အတန်လေးမျိုးတနည်းတလိုင်းလေးမျိုးဆိုတာညညာ တလိုက်လေးမျိုးလေ တလိုင်းပဲကလာလေ ဘယ်လဲ မွန်ပြည်နယ်မော်လမြိုင်ကလာတာ မော်လမြိုင် အဲ့တော့ကိုကြီးထွက်တဲ့တန်တော့ကိုကွဲချစ်ထိပေဂျီဂျီထိပေဂျီဂျီဘာလို့ဘာဖြစ်တာတော့သူဘာပြောလိုက်တာပေါ့စီနေဘာပြောရတော့ကွဲချစ်ကိုဟိုလို့ foga no ကိုဘာလို့တော့မကိုထိပေကြည့်လို့ပြောကိုကြီးဘာပြောရတော့ အမျိုးတော်ကြီးမမပြီးလို့ပြတာနေကောင်းလို့မပြောဘူးနေရလို့မပြောနဲ့ အဲ့သူမျက်ရည်တန်းထွက်တာဘသူဘာပြောလို့တော့ နေကောင်းပြောလိသောသော ညီမလေးဘာပြောလို့တော့ ချီပေလို့ကောင်းတယ် ထိပေကြည့်လို့ပြောတာဟာ ဟဲ့မြတ်ပြူးရဲ့ဟိုကဒိုးစစ်ပြောတာထိပေဂျင်းဂျင်းနေကဒီမှာနေရေမဆေးလို့ချီပေဟီနေကချီပေဟီဟိုကထိပေဂျင်း ဝမ်းနေတဲ့တဲ့ကဲဒါဆိုရင်ကျမကမှာကပြင်းအောင်ရင်တော့ကမှာရှင်းပြင်းအောင်လည်းကမယ်ပျော်အောင်လည်းကမယ်မို့လို့နံပါတ်1ကမှာကအေးတလိုက်ထိပေဂျင်းဆိုတာနဲ့ကိုစောမေမွန်ပြည်နယ်တိုင်းနဲ့ဒီလိုဆက်ရအောင် မွန်တလိုက်မွန် ရနာမယောယာကလပ်ပါဆောင်ကကျူစာညီညာစွတ်တဲလေးကမပိကလာကဟန်လေးယာညီညာစွတ်တဲလေးကမပိကလာကဟန်လေးယာညီညာမုန်ပြည်လေရမညာတူတိုင်မှာရှုံမမဆုံးအောင်တာယာလေးလူလာ တမွန်မွန် ပြင်းကုန်ပြီနော် ဟုတ်တယ် အဲ့တော့ကတာကလည်းတကောင်ကြော်မဆိုတော့အိတ်ချင်နေမှသိပါတယ် အေးပေါ့
အိတ်ချင်မနဲ့ဒီနေ့ညလေးတော့အေးပြက်ခံလိုက်ကြပါအောင်နော် အေးပြခံလိုက်အေးဖုတ်သက်လိုက်တော့ဆင်းပြောင်းနေနော် ဒီတဲ့ပို့ပြအောင်ကလို့ရတယ်ကိုအတန်တက်ကတဝဲတလိုက်နဲ့ပပလောင်ထီပပလောင်ထီတဝဲငင်းညခိုင်တချင်းကြီးကရိုင်းလိုက်တာတော့နားထဲမှာရိုင်းမသွားပါနဲ့ရေးသူကဆိုသူကမမီလိုက်လို့ဘဲကလာတော့ဆိုတာလဲကျမမသိပါဘူးရှင်ဟုတ်တယ်ဒါပေမဲ့သမီးလေးပေါ်ထားတဲ့ဖခင်ရဲ့မြစ်တာတချင်းစာသားကသမီးလေးအတွက်တောကရောက်နေတဲ့ဖခင်ကြီးရဲ့မြစ်တာကိုတချင်းစာသားထဲမှာပါတာမို့ကစားမင်းဒုတိယမြောက်တလိုက်ဒီလိုဖန်တီးပေးပါရှင်လင်းမရနိုင်လို့အဖွားရဲ့လင်းဝဲသွားရှာပါမယ်ဟောစပူတော်စီကစပူတော်မလာဟောစပူတော်မလာရောက်မလို့ခိုင်ငါမိုင်မိတယ်တဝဲတဝဲကတချင်းဆိုရင်လည်းပွင့်လင်းနေတွေ့လားစကားပြောရင်လည်းပွင့်လင်းနေတဝဲဆိုရင်ဘယ်လိုပြောလဲတဝဲကကလေးမတွေကကိုစကားပြောရင် no လို့ပြောတာကိုနာသာ no ရန်ကုန်သားတွေကကိုတို့လို့ပြောတာတို့သူများရန်ကုန်ကတို့တဝဲက no တဝဲကဘယ်လိုပြောလဲ no ပဲသွားမလို့လေ no ဈေးသွားမလို့ no လိုက်အောင်မလား no မလိုက်တော့ပါ no ဘာဖြစ်လို့လဲ no ကြွက်ကြိုက်လေဟာကြွက်ကြိုက်လို့နို့ဝစားတွေကြွက်ကြိုက်လို့မလိုက်တော့ဝစားတဲ့ပြောလေနို့လိုက်မလို့ဆိုပြီးနို့ပြင်ပြီးသားနို့လီယောက်ျားမလွတ်ဘူးဟာတော့မသွားဘူးလေကောင်မတကယ်နော်နို့လိုက်မဆိုပြီးနို့ပြင်ပြီးသားနို့မလိုက်ဘူးနို့မလိန်နဲ့နော်လို့လိန်နို့နာတယ်ဟာဘာနို့နာတယ်တော့အတန်လေးပြောကြည့်တာဟမ်မင်္ဂလာပါပြောကြည့်မင်္ဂလာပါဟဲ့အတန်လေးကဝဲကျင်တယ်နည်းနည်းတော့ဇေကဝဲကျင်တယ်ဇေကပြောရင်လို့တူတယ်ဇေကပြောရင်တော့နည်းနည်းတော့ဝဲနော်ဟုတ်လားဟုတ်ကဲ့ဇေကဝဲတယ်ဆိုတာကလည်းနည်းနည်းရှမ်းပြည်မှာနည်းနည်းအနေချသွားတော့ဝဲရဟောရှမ်းပြည်သားပြင်းဘယ်လောက်ကြာတော့နေချင်းပြန်ဘာကြာတော့နေချင်းပြန်ဘယ်လောက်ဝဲတူဝဲလို့ငါလည်းဝဲအောင်ကျင့်လာတာဝဲရတယ်ရာနာတွေပါပေါအောင်မယ်ရှမ်းလည်းဝဲတယ်တဝဲလည်းဝဲတယ်ကချင်လည်းဝဲတယ်ကရင်လည်းဝဲတယ်ဝဲတယ်ကဝဲတယ်မှာတော့မြန်မာဝဲတာကိုရတာဝဲဆိုရင်ပုံမိုက်တယ်ကောကွဲချင်ပြင်းသွားပြီရှင်အဲ့တော့ပြင်းသွားတော့ကျမတို့ဘေးတဲ့အိတ်ချင်အောင်ကလို့မရဘူးရှင်မရဘူးလေပျော်အောင်ကမယ်ရှင်ပျော်အောင်ကမယ်ဆိုတော့ခက်ဆူဆူတဲ့မှာတွေ့ရတယ်နက်ကနာပွဲမှာတွေ့ရတယ်နက်ကနာပွဲကပုတ်လို့ရိုက်နေအောင်ညံနေတာစီကထိမင်းကြီးဆိုတော့ねပတ်ရိုက်မှာမဟုတ်မရိတ်ကဲခုံစေရဟုတ်စီရဟိနေဝေးရငါပေါ့စီဓာတ်လိုက်နေဟောနောက်ဝင်နာကွာဟာလားဟော
နောက်ဝင်တော့ဟော ငါဘာနတ်ပတ်တော့ ဘာနတ်တော့ဟဲ့ ကလေးတွေကြိုက်တဲ့နတ် ဘာနတ်တော့ဟာ ဂျီရိုနတ် မေချီရုံးနဲ့ အဲ့ဒါမောင်စီ ဟမ် ဝါချီတမျိုးပဲကြာမှာတော့ရရှင် တမျိုး ဖုံဖျားတွေကြည့်နေပါတယ် ဆရာတော်ရှိတယ် ဆရာတော်ရှင်မှာညဉ့်ညက်ခိုင်ကနတ်ကောင်းမောင်းကြီးပေါ့နတ်ရည်စည်းစီးပြီးနတ်ကတော်ကြီးလိုကလို့ဖုံဖုံတွေကလာရိုက်တော့မယ် ဒီကောင်မရိုင်းတော်မူပါတယ်ဖေဟာ ဟုတ်ပါဘူးကတာကဖျားရှိဖျားသားတော်တွေရှိမှာညဉ့်ညက်ခိုင်နဲ့ဇော်မင်းကဘာလာနတ်ကနာပွဲပေးတာတော့နဲ့ရှိလိမ့်မယ် ဟုတ်တယ် ဘာလောက်ကြတာတော့လို့မေးရင်တော့ဖျားတပည့်တော်တို့နတ်ကနာပေးတာတော့မဟုတ်ပါဘူးဖျား မဟုတ် ခလေးတွေအိတ်ချင်နေလို့အိတ်ချင်ပြအောင်က စင်နာသမိုင်းကိုခွဲခြားပြတာပါဖေဟာ ဒါဆိုရင်ဇော်မင်းကနတ်ဆိုင်မတိပါဘူးရှင်ငင်းညမ်းခိုင်လဲနတ်ကတော့မဟုတ်ပါဘူးရှင်ကျမတို့ဒီဗလာဆိုင်နဲ့ဗလာမင်းသမီးပါဆိုင်လို့မဆူတတ်ဘူးလားလို့မေးကျမတို့ဆိုင်လို့ဆူမယ်ရှင်ထွက်လာတဲ့အတန်ရဲ့စီးပေါင်ရှိပုံချင်းကမတူလို့ဗလာဆိုင်လို့ဆိုမှမကိုကြီးဆိုင်နာကိုကြာရုံနဲ့ဘယ်သူရီတော့လို့မနေနိုင်ပါဟာဆိုင်ကြိုက်တယ်မောင် ပေါင်း ဆိုင်နာကိုကြာရုံနဲ့ဘယ်သူရီတော့လို့မနေနိုင်ပါဟာဆိုင်ကြိုက်တယ်မောင်လိုက်ကြမလားဟေးတကယ်ရောလို့ရေလိုက်ကြမလားဟေးအကိုကြီးတို့ရေဆိုင်ရှိမှနေရထားတယ်နေလိုက်မလားဘာမှပြောမနေတော့မချတင်ပါဗျာတင်ပါတပီတော့ပြောပြပါမယ်ဗျာခုနဖုံရွှေစိတ်တော်ညိုးရင်ကို့မှာပြာရနေတာသူမြတ်ဖုံစိတ်ဆိုးသွားပြီတော့လို့ခရော့ပြီးတောင်းမှမှာရမှာဘာကြိုက်မှဘူးပြောနေမှာအမြန်လို့မှာလို့ခရော့လိုက်တခါလဲခရော့လိုက်လာပါ နောက်မှခရောရပတ်စံပေးဦးငါနောက်မှခရောပတ်စံပေးဦးငါတော့ ရှင်ဗျာတပီတော့မလား ဟေ့ပတ်စံငါတော့ပေးဦးလို့မင်းစီငါတော့ ဟုတ်တော့ရော မင်းဒီလာကမင်းချီးကြတဲ့ပတ်စံငါတော့ပေးဦးငါ အဖုံနဲ့ရှင်းမလို့တော့ငါသာစင်းနေ မပြောင်းနဲ့ပတ်စံပေးပတ်စံပေး ဖဲပါစံ မင်းလာကမင်းချီးကြပတ်စံတောင်းနေတာ တီးပြောနေအဲ့တော့ဒီမှာပြန်ပြီးတော့တော့ခဲ့လိုက်မယ်ဗျမလားအေးမလုံးရွှေလာပေါ့ ပြီးမှလာမပေးဘူးလား ဘယ်လိုအောင်လို့ မင်းခွေးကြိုတော့အချိုရီတောက်ချင်လို့ဆိုငါစီငါတော့ကြီးတော့ဗောငါတော့ ဝက်ပြီးလည်းပြီးပါဘာလို့အဲ့ဒါတောင်းလဲ အခုပေးရအခုပေး အမွေးတွေချုပ်ကုန်မယ်နော်ကြောက်တယ်လူလည်းကောင်မတောင်းတာတွေ့လားညီကိုအဲ့ဒါညီကိုချင်းနေအဲ့ဒါကျုပ်ကြိုက်တယ် နင်တို့ကချီတော့ချီစားပြီးတော့ ဘောက်ချီစားမအောင်ကွာပတ်စံထူတာကွာချီမစားဘူးကွာတို့ကနောက်ဘယ်တော့မှလမ်းပတ်တယ်နဲ့ နင်းလာမပတ်တယ်မင်းချီလို့ငါပြန်တောင်းတာ ဘယ်တော့မှလမ်းပတ်တယ် ဒါပါလို့ ငါပေးတာ ငါစီယူသွားတဲ့ဟာကို ဖဲရတော့ ခွေးကြိုတော့ငါစီယူသွားတဲ့9000 ထားပဲလေ ဒါလား ထားပဲ အဲ့တော့မင်းကပေးရသေးဘူးပေါ့ ဟုတ်ပါဟုတ်ဘူးငါနေပတခါပေးရမှာတော့ ဘာလို့ သင်ကဘယ်လောက်ရှိအောင် 9000လေ 9000ရှိတော့ငါ9000ပြီးတော်ပြီပေါ့နော်နဲ့ ဒါဘာလို့ နင်မရှိလို့လားဆိုတော့ငါပေးတာမဟုတ်လားကြပြော ဟောဒါနင်ပေးတဲ့ဟာ အေး ခွေးကြိုတော့ယူသွားတဲ့9000ကိုခွေးကြိုတော့မင်းယူသွားတယ် ငါပြောမယ်မျက်ပြူငါယူလို့ပေးတာလေမယူဘဲနဲ့ငါပေးမလားခွေးချွာယူတာထားပေါ့ဟာ ဒါလား ပြောနေရတာကိုမဟုတ်သေး အဲ့တော့မင်းကပေးသေးဘူးပေါ့ ဘူးဟုတ်ပါမဟုတ်ဘူးမဒီငါတော့ ဘလို့ကြီးရော ဒီပစံငါပစံနော်အေးတဲ့ဆိုင်ကနေလာမမီလေဆိုင်ကနေလာညီကိုနေရောက်လေဆိုင်ကနေလာပါပြီနော်ဟာမကြည့်တော့ကိုကြီးဒီတော့ရှင်လို့9000ချီစမ်းမှာကြည့်နော်ရှွတ်ဘယ်သူသွားတော့ မင်းယူသွား ရှွတ်ဘယ်သူပြန်ပေးတော့ မင်းပေးရ ပြီးပြီဒါပဲလေ
အဲ့ဒါယူသွားတာဟာရောဘလူးကြီးုံမ မဟုတ်ဘူးငါယူတဲ့ငါပြတ်မယ်နော်ဟဲ့မျက်လုံးဖွင့်ဟဲ့မျက်လုံးဖွင့်ဖွင့်တာမျက်လုံးကမမီလာကိုချိုတော့စငဲနေတာမမီလာကိုကြီးကိုကြီးပဒကြည့်တယ်မှာကြည့်တော့ရှွတ်ယူသွားတယ်အပြတ်မယ်နော်ရှွတ်ယူသွားပြီပြန်လာပြီရှွတ်ဒါယူသွားတယ်ဟာ ဩအဲ့ဒါမင်းကပေးရသေးဘူးပေါ့ ငါတော့ပြီတော့ပြန်ဒါငါပေးတယ်ဟာဒါညံ့နေဟာနှစ်ခုလုံးနေယူလိုက် ငါတစ်ခုပဲရရမှာလေ အဲ့ဆိုတစ်ခုပေးတစ်ခုပဲယူလိုက်တော့ အဲ့ဒါမင်းကပေးသေးဘူးပေါ့ အဲ့လိုမပြောဘဲနဲ့နှစ်ခုလုံးကိုယူလိုက်လို့ ယူချင်မှုတစ်ခုပဲပေး ဟုတ်ပြီနောက်ပိုင်းကျရင်ဂွေးချိုရဲစကားမှလည်းငါလည်းပြန်တွေ့မယ် ဘာလို့တော့ ရဲတိုင်းမှနေအောင်ငါ ဘာလို့တော့ စိတ်စိတ်ရဲတဲ့မှုနဲ့ ဒီတစ်ခါလောက်တော့မရစေခွပလာတဲ့ ပမာတယ် လူကိုကြည့်တော့ပြုံးစီစီနဲ့မုန်းစရာပါကွယ် မောင်ဆရာပါကွယ် ဒီတစ်ခါလောက်တော့မရစေခွပလာတဲ့လူကိုကြည့်တော့ပြုံးစီစီနဲ့မုန်းစရာပါဟဲ့ မောင်ဆရာပါကွယ် ဘယ်လိုလူကြီးလဲဘယ်လိုလူကြီးလဲညံ့ညံ့လောက်ပြီးညံ့ညံ့ပြပါဟဲ့ပမာတယ် လူကိုကြည့်တော့ပြုံးစီစီနဲ့မုန်းစရာပါဟဲ့ ဆရာပါကွယ် ဒီတစ်ခါလောက်တော့မရစေခွပရှာတဲ့ ခွပချင်းနေ လူကိုကြည့်တော့ပြုံးစီစီနဲ့မုန်းစရာပါကွယ် မောင်ဆရာပါကွယ် ဘယ်လိုလူကြီးလဲဘယ်လိုလူကြီးလဲည